ဒီနေ့ကျွန်တော်တို့ယုံကြည်သူမိသားစုအသက်တာတွေထဲမှာဒီနေ့ကျွန်တော်တို့ဝန်ခံခြင်းကကျွန်တော်တို့နှုတ်ဖြင့်အားဖြင့်ကောင်းကြီးပေးတဲ့အရာကတကယ်ပဲအသက်တာထဲမှာပြီးဆုံးလာတယ်ဒီတကယ်ပဲအသက်တာထဲမှာအမှန်တကယ်ဘုရားရဲ့အမှုပြုခြင်းတွေမြင်တွေ့လာရတယ်ဆိုတော့ကျွန်တော်တို့တည်ထားတဲ့အရာကျွန်တော်တို့အတွက်တကယ်ကောင်းတဲ့အရာဒါပေမဲ့ဒီကနေ့နောက်တစ်ခုကျွန်တော်တို့မတည်တဲ့အရာကကျွန်တော်တို့လက်လွတ်စပေပြောတဲ့အရာလက်လွတ်စပေဝန်ခံတဲ့အရာကလည်းအသက်တာထဲမှာတကယ်ပြည့်စုံလာစေအသက်တာထဲမှာတကယ်အရာနဲ့ဆိုင်တဲ့ဟာတကယ်ဖြစ်လာတယ်ဆိုတာကိုဒီနေ့နှုတ်ပတ်တော်အပြင်အနည်းငယ်ပြန်လည်ပြီးမှ sharing လုပ်ရင်းအပြင်ခွန်အားပေးခြင်း။နောက်ပြီးကျွန်တော်တို့ဒီစံစာထဲမှာကြည့်မယ်ဆိုရင်ဘုသူရဲ့အသက်တာတွေ့ရလေဆိုရင်ယာကုပ်ရဲ့ဒုတိယမိန်းမဖြစ်တဲ့ယာခေလရဲ့အသက်တာထဲမှာဘာတွေ့ရလဲဆိုရင်ကဘာဦးခန်းကြီး30အငယ်1မှာယာခေလသည်ယာကုပ်အားသားမဖွာကြောင်းကိုမိမိသိမြင်သောအခါအမကိုညှို့ဆူသောစိတ်ရှိ၍ငါအားသားကိုပေးပါသို့မဟုတ်ငါတည်တော့အံ့ဟုယာကုပ်ကိုဆိုလေသူရဲ့အခြေအနေကိုကြည့်မယ်ဆိုရင်တော့မန်နေသူရဲ့အသက်တာကမြုံနေတဲ့အခါမှာတားမရဘူးတားမရတဲ့အခါမှာအားငယ်ရတယ်ပတ်ဝန်းကျင်မှာလူတွေရဲ့ကြည်ရချင်းတွေလည်းခံရကောင်းခံရနိုင်အဲ့ဒီမျိုးအခြေကြုံရတဲ့အခါမှာအဲ့ဒီလူမျိုးအခြေအနေဖြစ်နေတဲ့အခါမှာသူရဲ့နှုတ်ချင်းကလင်းလွတ်စပေမှာထွက်လာဖို့ဖြစ်လာလေဆိုရင်တားမရချင်းကသူ့အတွက်ညီးသွားเสียဖြစ်ပြီးမှတည်တဲ့သူကဲတော့သူ့ကိုဖြစ်စေတယ်ဒါမှမဟုတ်သူ့ကိုတည်သွားရင်တော့ဘာမှအကျိုးမရှိဘူးဆိုရင်သူ့ရဲ့စိတ်ထဲမှာသူဖြစ်ပေါ်လာတဲ့အတိုင်းသူ့ရဲ့နှုတ်ထဲကနေဝန်ခံပြောထုတ်လာတဲ့အရာကဘာဖြစ်ဖို့ကြောင့်ဖြစ်လာစေလဲဆိုရင်ကဘာဦးချမ်းခန်းကြီး35အငယ်19ရောက်တော့အဲ့ဒီသူ့ရဲ့ဝန်ခံချက်ကတကယ်သူ့အသက်တာထဲမှာပြီးဆုံးသွားတယ်ဆိုတာကိုမြင်တွေ့သူ့အသက်တာထဲမှာအမှန်တကယ်ပြီးဆုံးလာရတယ်ဆိုတာကိုမြင်တွေ့ရတယ်နောက်ပိုင်းဖခင်ခင်သူ့ကိုပြန်ပြီးမှအချီးရှုကြွပြီးမှတားပေးတဲ့အခါမှာဗတ္တမသားရောတက်ရတယ်ဒုတိယသားဗေယံမြင်လက်ထက်ရောက်တော့ဘာဖြစ်ဖို့ဖြစ်လာလဲဆိုရင်လန်ခီမှာဖခင်နေရာလာပန်းနေရာကနေဖခင်ရှိတဲ့အရက်ကနေဒီယာကုပ်တို့နေတဲ့ဣဇက်တို့နေတဲ့နေရာကိုပြန်လာတဲ့လမ်းမှာတင်သူ့ရဲ့အသက်တာသူ့ရဲ့ဘဝကအဆုံးသတ်သွားဖို့ကြောင့်ဖြစ်စေခဲ့တယ်ဆိုတော့မြင်တွေ့ရဒါဘာကြောင့်လဲဆိုရင်သူတားမရခင်မှာဝန်ခံခဲ့တဲ့အရာကသူ့ကိုအဆုံးထိသူ့သားသမီးတွေနဲ့အကြာကြီးနေခွင့်မရစေဘူးဘာဖြစ်လဲဆိုရင်ဘုရားရဲ့ကောင်းချီးတွေကိုတောင်သူအပြည့်အဝမခံစားရသေးခင်မှာသူ့ရဲ့ဘဝကအဆုံးသတ်ဖို့ဖြစ်လာတယ်ဘာကြောင့်လဲဆိုရင်သူ့ရဲ့ဝန်ခံခဲ့ခြင်းကြောင့်ဖြစ်တယ်ဆိုတော့ဒီနေ့စံစာသေးမှာကြည့်တဲ့အခါမှာစံစာသေးမှာလေ့လာတဲ့အခါမှာမြင်တွေ့ရတာဖြစ်တယ်ဒီဗတ္တမသားယောသက်ကိုရတဲ့အခါမှာကတော့သူဘာပြောလဲဆိုရင်ဘုရားကိုထပ်၍ပေးပါဆိုပြီးမှယောသက်ရဲ့အတိတ်တွေကဘုရားကိုထပ်၍ပေးပါဆိုတဲ့အတိတ်ပဲဖြစ်အဲ့ဒီအရာကဘုရားခင်သူ့ကိုနောက်ထပ်သားတစ်ယောက်ပြန်ပြီးမှပေးဖို့ကြောင့်ဖြစ်လာစေခဲ့ပြန်ပြီးမှတိုးပွားခြင်းတော့သူ့အသက်တာထဲမှာရှိလာဒါပေမဲ့သူ့ရဲ့လက်လွတ်စပေဝန်ခံခဲ့တဲ့အရာသူတားမရှိခင်တုန်းကသူမြုံနေတဲ့အခါမှာလက်လွတ်စပေခြာရိုးမရှိတိုင်းပြောထုတ်ခဲ့တဲ့အရာကသူ့ကိုအချိန်ကာလတစ်ခုနဲ့ကောင်းချီးမင်္ဂလာအပြည့်အဝမခံစားရဘဲနဲ့အကြာကြီးမခံစားလိုက်ရဘဲနဲ့အဆုံးသတ်သွားဖို့ကြောင့်ဖြစ်စေခဲ့တယ်ဆိုတော့မြင်တွေ့ရတယ်။နောက်တစ်ယောက်ကတော့စံစာထဲမှာဘုသူ့ကိုတွေ့ရသေးဆိုလေနောက်တစ်ယောက်ကတော့စံစာထဲမှာပြန်တွေ့ရတယ်300ခန်းကြီး7အငယ်7မှာဒီအကြောင်းအရာအလုံးသိတဲ့အကြောင်းအရာပဲအေလိယနဲ့ဒီမုတ်ဆုမတာမိ2ယောက်ရဲ့အကြောင်းကိုတွေ့ရတယ်။အဲ့ဒီတာမိ2ယောက်ကအေလိယရောက်လာတဲ့အခါမှာဒီနေ့လက်ထဲမှာရှိတဲ့လက်သဆုပ်စာမုံကိုပဲစားပြီးမှအဆုံးသတ်ဖို့အတွက်သူတို့ပြင်ဆင်နေရဆိုတော့ဒီကျမ်းစာကိုကြည့်ခြင်းအပြင်ကျမ်းစာပြန်ပြီးမှဆင်ခြင်ခြင်းအပြင်မြင်တွေ့ရတယ်။အေလိယတောင်းတဲ့အခါမှာပြင်သူတို့မပေးခြင်းနဲ့ပေးခဲ့ရတယ်ပေးလိုက်ရတယ်ဒါပေမဲ့သူပေးလိုက်ရတဲ့နောက်မှာဘာဝန်ခံလဲဆိုရင်ဒီအစာကိုပဲသုံးဆောင်ပြီးမှကျွန်တော်တို့သားအမိကတီးဖို့အတွက်ပြင်ဆင်နေတယ်ဆိုတော့သူ့ရဲ့နှုတ်ကနေပြန်ပြီးမှပြောထွက်လာခဲ့တယ်ဆိုတော့ကိုမြင်တွေ့ရအဲ့ဒီဝန်ခံခြင်းကဘာဖြစ်လဲဆိုသူတို့အေလိယဘုရားလူဖြစ်တဲ့အေလိယရောက်တဲ့ကာလပတ်လုံးဘုရားလူဖြစ်တဲ့အေလိယရောက်လာတဲ့နောက်ပိုင်းမှာအဲ့သူရဲ့လက်ဆုပ်စာမုံကဘယ်တော့မှမကုန်ခန်းသွားတယ်လို့သူတို့အဲ့အစာခေါင်းပါချင်းကြုံရတဲ့ကာလတစ်လျှောက်လုံးမှာသူတို့ဘိုက်ပြရတဲ့ခွင့်ဝါစာစားရတဲ့ခွင့်ရရှိခဲ့ပေမဲ့သူ့အမေရဲ့ဝန်ခံချက်ကသူ့အမေရဲ့အဲ့ဒီအခြေအနေပေါ်မှာဝန်ခံခဲ့ခြင်းကနောက်ဆုံးမှာသူ့ရဲ့သားပြန်ပြီးမှတည်ဆုံးဖို့ကြောင့်ဖြစ်လာတယ်ဆိုတော့တွေ့ရဒါကြောင့်ဒီကနေ့ကျွန်တော်တို့အသက်တာထဲမှာကျွန်တော်ဝန်ခံရင်ကျွန်တော်တို့ဘုရားတတ်နိုင်ကြောင်းဘုရားကောင်းမြတ်ကြောင်းဘုရားလုံနိုင်ကြောင်းဝန်ခံရင်တကယ်ပဲအမှန်တကယ်ခံစားရတယ်လို့ဒီနေ့ကျွန်တော်တို့တစ်ဖက်မှာကျွန်တော်လက်လွတ်စပေပြောမိတဲ့အရာကျွန်တော်တို့တစ်ဖက်မှာ
ဘာမှမဖြစ်ပါဘူးဆိုတော့အမြင်ဘာမှအတွေးတွေနဲ့ကိုယ့်ရဲ့နှုတ်ထဲမှာပြောမိလိုက်တဲ့အရာတွေပြောထုတ်လာခဲ့တဲ့အရာတချို့တော့အမင်္ဂလာတွေကဒီကျွန်တော်အသက်တာထဲမှာဒီကြီးကိုအမှန်တကယ်အသက်တာထဲမှာပြန်ပြီးမှပြီးဆုံးစေတယ်အဲ့ဒီကိုပြောထုတ်တဲ့အရာကိုပြောတဲ့အမှုအရာကိုပြန်ပြီးမှလုပ်ပေးတဲ့ကောင်းကင်တမန်လှုပ်ဆောင်ပေးတဲ့ကောင်းကင်တမန်အမြဲတမ်းကျွန်တော်တို့ဘေးမှာရှိနေရဆိုတော့ဒီနေ့ကျွန်တော်တက်တာထဲမှာနားလေဖို့လိုအပ်တယ်ဆိုတော့အထူးပဲဆင်ရှင်ရတာဖြစ်ဒါကြောင့်ဒီနေ့ခွန်အားပေးခြင်းတဲ့အရာဒီနေ့ကျွန်တော်တို့ကျွန်တော်ရဲ့နှုတ်ကိုအထူးပဲမှာစောင့်ရှောက်ဖို့လိုအပ်တာဖြစ်တယ်တုတ်တန်ချမ်းမှာဒီလိုပြောထားတယ်ကျွန်တော်တို့ရဲ့နှုတ်ထွက်ကတည်ခြင်းနဲ့ရှင်ခြင်းကိုအစိုးရတယ်ဆိုရက်ပြောထားတဲ့အတိုင်းပဲဒီနေ့ကျွန်တော်တို့ဘာဖြစ်ချင်တာဘေးအရာတွေရှင်ချင်တာလဲဘေးအရာတွေတည်ချင်တာအဲ့ဒီအရာကိုယ့်ရဲ့နှုတ်ကိုယ့်ရဲ့ပြောထွက်ခြင်းအပြင်အမှန်တကယ်ဖြစ်လာမှာဖြစ်တယ်ဒါကြောင့်ဒီနေ့ကျွန်တော်ရဲ့နှုတ်ကိုအထူးပဲစောင့်ရှောက်ဖို့လိုအပ်တယ်ကျွန်တော်ရဲ့နှုတ်ကိုလက်လွတ်စပယ်ပြောတတ်တဲ့သူမဟုတ်ဘဲနဲ့ဖခင်နဲ့ဆိုင်တဲ့အရာမှာဖခင်ရဲ့ကောင်းမြတ်ခြင်းနဲ့ဆိုင်တဲ့အရာတွေမှာပဲများများဝန်ခံပြီးမှအာမင်္ဂလာဖြစ်စေမယ့်အရာတွေကိုမပြောထုတ်စေပဲဒီနေ့မင်္ဂလာဖြစ်စေတဲ့အရာကိုသာပြောထုတ်စေမယ်ဆိုရင်ဒီနေ့ကျွန်တော်ရဲ့အသက်တာထဲမှာမင်္ဂလာတွေနဲ့ပြည့်စုံလာမှာဖြစ်တယ်ဒီနေ့ကျွန်တော်ရဲ့အသက်တာထဲမှာဘေးအရာမှဘေးအမင်္ဂလာမှကျွန်တော်ရဲ့အသက်တာထဲမှာနေရာယူလို့ရတော့မှာမဟုတ်ဘူးအဲ့ဒီကိုဝန်ခံထားတဲ့မင်္ဂလာနဲ့ဆိုင်တဲ့အရာတွေပဲကိုယ့်ရဲ့အသက်တာထဲမှာအမှန်တကယ်ခံစားလာရမယ်ဆိုရဲဒီနှုတ်ကပတ်တော်လေးနဲ့အနည်းငယ်ခွန်အားပေးဝင်ငါချင်တယ်အရောက်တိုင်းပေါ်မှာဘုရားသခင်ထူကောင်းကြီးပေးပါစေ